Hello everyone ဒီမှာမောင်လေးတယောက်မှန်းလာတဲ့ comment လေးကပါလဲဆိုတော့20ကျင်းနဲ့ order ချပြီးတာတကယ်ရှိလားတဲ့နော်မင်းတို့လောက်တဲ့ TikTok shop မဟုတ်ဘူးနော်အဲ့ဒါလေးသိစေချင်တယ်ရှင်မင်းတို့လောက်တဲ့ TikTok shop ကကြတော့လွတ်လွတ်လပ်ပဲရှင်ကိုကြိုက်တာဝယ်မယ်မကြိုက်ရင်မဝယ်ဘူးကိုကြိုက်တာကိုဝယ်သုံးရင်လည်း commission ရမယ်နောက်တစ်ခါကျသူများကို channel ကဈေးဝယ်ထွက်မယ်ဆိုလည်း commission ရမယ်သူများအတွက်ကိုဝယ်ပေးမယ်ဆိုလည်း commission ရတယ်ရှင်ဒါကမင်းတို့ရဲ့ TikTok shop ပေါ့နော်မင်းတို့အခုလုပ်နေတဲ့ TikTok shop ကကြတော့ Thai Malaysia Singapore 3နိုင်ငံပဲရသေးရဲ့ရှင်မြန်မာပြည်ကကြတော့ဒီ Thai region Malaysia region Singapore region နဲ့ account ဖွင့်ထားတဲ့သူတွေ shop ဆိုတဲ့ဒီ site လေးပေါ်မှာဒါလည်းအလုပ်လို့ရမှာရှင်နမှုတာဆိုတော့လုပ်လို့မဖြစ်နိုင်ဘူးရှင်အဲ့ဒီ order အကြိမ်20တကယ်ရှိရလားပါလားဆိုတော့တခြား TikTok shop ဖြစ်ပါလိမ့်မယ်ရှင်မင်းတို့လုပ်တဲ့ TikTok shop နဲ့လုံးဝမဆိုင်ဘူးနောက်တစ်ခါကျတော့မင်းတို့လုပ်တဲ့ TikTok shop ကလည်းငွေသွင်းရတာမျိုးမဟုတ်ဘဲနဲ့ကိုလိုအပ်တဲ့ပစ္စည်းတွေကိုအိမ်မှာလိုအပ်တဲ့ပစ္စည်းတွေကိုကိုယ့်ရဲ့ကိုယ်ပိုင်ချင်အောင်လေးထဲကနေပြီးတော့ဈေးဝယ်သုံးရင်းနဲ့မင်းတို့ commission ပြန်ရတာရှင်နောက်ထပ်တခြားတော့ဝင်ရနီလန်းနေ6ခုလောက်ကြာမှသေးရဲ့เนาะအဲ့တော့ကိုကတေချာလေးပေါ့နော် TikTok shop ကပါ TikTok shop လဲဆိုတော့မမှားဖို့အတွက်အမေကအခုလိုမျိုးလေးတင်ပေးတာပါနော်အဲ့တော့အားလုံးကိုမမှားစေချင်ဘူးမင်းတို့တဲ့ TikTok shop ကလည်း follower 1000ပြည့်ရင်ချင်းအောင်ချပြီး commission ရှာလို့ရတယ်အခုနပြောတဲ့ Thai Malaysia Singapore 3နိုင်ငံပဲရပါမယ်ရှင့်โอเคနော်ဟုတ်ကဲ့ပါအဆင်ပြေကြပါစေရှင့်သိချင်တဲ့ကြောင်းလေးရှင်းပြီးဆို comment မှာမှတ်လာပေးကြပါနော်အဆင်ပြေမယ်ဆိုတယောက်တစ်ချက်စီ share ကူပေးကြပါအောင်ရှင့် TikTok shop ကိုအခြေခံကစပြီးစနေကြတင်လေးလာချင်တဲ့ရလက်တွေမြန်ထွက်ချင်တဲ့ဝင်ငွေရှာလို့ရတဲ့အထူးတန်းကျေတက်ချင်တဲ့ဆိုတဲ့သူတွေအတွက်မြင်ချင်မှာ online video တင်တန်းလေးရှိပါတယ်ရှင့်မြင်ချင် online video တင်တန်းလေးမှာဆိုရင်တင်တန်းထဲမှာမြင်ချင်ကဗီဒီယိုလေးဓာတ်ပုတ်ချင်းတွေလောက်ထားပြီးတော့တင်ပေးထားပါတယ်ရှင့် TikTok shop ကိုအခြေခံကစပြီးဝင်ငွေရှာလို့ရတဲ့အထိကိုတင်ထားပေးတာပါနော်ဒီတင်တန်းလေးထဲမှာဆိုရင်နော်ဝင်ငွေရတဲ့အထိကိုတင်ပေးထားဖြစ်တဲ့အတွက်တနန်းထဲကိုရောက်သွားပြီဆိုရင်လေးလာမယ်တင်ယူမယ်စူးစမ်းမယ်လိုအပ်တဲ့ရှင်မကျုံမေးလာရမယ်ရှင်တနန်း episode ဆိုတာနဲ့မိစား TikTok account စစ်ပေးရလိုအပ်တာလုပ်ပေးတယ်အဲ့ဒီတနန်းတွေကိုတန်းထည့်ပေးပါတယ်ရှင်ရောက်သွားပြီဆိုရင်ကိုအားရင်အားလို့လေးလာတင်လို့ရပြီနော်အခုချိန်မှာဒီတနန်းလေးကိုတက်ချင်တယ်အပ်ချင်တယ်ဆိုရင်တော့တနန်းကြီးမြန်မာငွေ4000ကျပ်ဖြစ်ပါတယ်ရှင်တော့တနန်းကြီး4000ကျပ်နဲ့တနန်းတင်ချင်တယ်တက်ချင်တယ်ဆိုတဲ့သူတွေမိစား TikTok Messenger Facebook Messenger Line စိမ်းတို့မှာလာပြီးတော့အမြဲဆုံးတနန်းအဖို့လိုပါလိမ့်မယ်ရှင်ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ရှင်အဆင်ပြေကြပါစေနော်အသက်ရှူတိုင်းငွေတွေဝင်ကြပါစေရှင်